မဲသားချက်သားအာလူလေးရတယ်ကြည့်အောင်နှစ်ဖက်သေးပပလေးတန်fried chickenပဲပြားနဲ့ enoki mushroom နဲ့ wrap ထားပဲပြားနဲ့အရွက်တစ်ခုနဲ့ wrap လုပ်ထားတယ်။ဘာရွက်လဲတော့မသိဘူး။စမ်းကြည့်တော့နည်းနည်းမင်းနေပါနည်းနည်းမင်းတိတ်နည်းနည်းအကြည့်နည်းနည်းကြီးပေါ့တရုတ်နည်းနည်းကြီးလို့shiitake mushroom fried sausage ထင်တာမဟုတ်ဘူးဘာလဲမသိအကျော်တစ်ခုခုပဲကြာခွေးလိုပဲဘာလဲမဟုတ်ဘူးဒါ cheese stick mozzarella cheese